အားလုံးမင်္ဂလာပါခင်ဗျာ Welcome back to the next YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးသွားမှာကတော့ယူကရိန်းနိုင်ငံမှာရုရှားနိုင်ငံကိုလျှို့ဝှက်စွာတံပြန်တိုက်ခိုက်ခဲ့တဲ့ Operation Spiderweb ပင်ကူမြင် drone စစ်စင်ရေးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီစစ်စင်ရေးအကြောင်းလေးကိုမစတင်ခင်မှာယူကရိန်းသမ္မတဇလန်စကီမှာသူ့ရဲ့စစ်စင်ရေးပြီးဆုံးပြီးနောက်အောင်ပွဲခံ speech နဲ့1940ခုနှစ်ကအမေရိကန်ရဲ့Pearl Harbor ပလဲစိတ်ကန်တိုက်ခိုက်ခံရမှုနဲ့ Operation Spiderweb စစ်စင်ရေးတို့ကြောင့်ပျက်စီးဆုံးရှုံးမှုများကိုနှိုင်းယှဉ်ခြင်းနဲ့ရုရှားနိုင်ငံမှပြန်လည်တုံ့ပြန်မှုတို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အရင်ဆုံးယူကရိန်းသမ္မတဇလန်စကီရဲ့အောင်ပွဲခံ speech လေးနဲ့စလိုက်ရအောင်ဗျာယူကရိန်းနိုင်ငံသူနိုင်ငံသားတို့ခင်ဗျာကျွန်တော်အခုပဲ report တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်အကောင်းဆုံးနဲ့အတောက်ပဆုံးသောစစ်စင်ရေးကြီးတစ်ခုကိုကျွန်တော်တို့လှုပ်ဆောင်နိုင်ခဲ့ပါပြီဒါဟာရန်သူရဲ့နေမြေထဲမှာပဲလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ယူကရိန်းနိုင်ငံကိုလာရောက်တိုက်ခိုက်နေတဲ့ရန်သူရုရှားရဲ့လေတပ်အုပ်စုထားရှိတဲ့စစ်အခြေစိုက်စခန်းတွေကိုပဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ရန်သူတွေအနေနဲ့ကြီးမားစွာပေးဆက်လိုက်ရခြင်းပဲဖြစ်ပါတယ်ဒီဆုံးရှုံးမှုတွေကတော့ကျွန်တော်တို့ရဲ့အမှန်တရားနဲ့ခုခံစစ်ပွဲအတွက်ရုရှားတွေကသူတို့နဲ့ထိုက်တန်တာကိုရရှိသွားတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေနဲ့တူ General ဗိုလ်ချုပ်မာလူကာကိုကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ဒီစစ်ပွဲကိုတနစ်ခွဲတိတိအချိန်ယူပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်တေချာတာကတော့အသေးစိတ်ဒီတေးကြကြအချိန်ယူပြင်ဆင်ထားပြီးလှုပ်ဆောင်ခဲ့ကြတဲ့လုံးဝထူးခြားတဲ့ unit စစ်စင်ရေး operation ကြီးတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ drone အစင်းပေါင်း118စင်းကိုအသုံးပြုခဲ့ပြီးရုရှားနိုင်ငံရဲ့လေတပ်စစ်အင်အား34ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးပြစ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ drone တက်ခိုင်ရေးဟာအချိန်ပေါင်းများစွာရုရှားနယ်စပ်ကိုဖျက်ကျော်ဝင်ရောက်ခဲ့ပြီး3 different time zone ကိုဖျက်ကျော်ပြီးစစ်စင်ရေးတွေပြုလုပ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်အခုကျွန်တော်တို့ရဲ့ရဲဘော်တွေအားလုံးဟာလုံခြုံတဲ့နေရာကိုပြန်ရောက်နေခဲ့ကြပါပြီကျွန်တော်တို့ယူကရိန်းပြည်သူတွေအနေနဲ့လည်းရုရှားကနေပြန်လည်တုံ့ပြန်မဲ့အစီအစဉ်တွေအတွက်ပြင်ဆင်ထားကြရပါမယ်ရုရှားမှာကာလီဘာဒုံးပြန်တွေကိုရင်ကုန်တင်မောတွေနဲ့ရေပြင်ကနေတိုက်ခိုက်ဖို့လည်းပြင်ဆင်နေကြတယ်လို့သိရှိရပါတယ်အမေရိကန်ရဲ့ဂျားဝင်စစ်ဆက်မှုနဲ့အတူမတ်လ17ရက်နေ့မှာစတင်ပြီးအပြစ်ကတ်ရစဲဖို့ကိုညှိနှိုင်းခဲ့ကြပေမဲ့ရုရှားကတော့စစ်ပွဲစီကိုဆက်လက်ဦးတည်နေပါတယ်ကျွန်တော်တို့ပူတင်ကို pressure တွေပေးဖို့လိုအပ်နေပါတယ်ရုရှားကိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့လိုအပ်နေပါတယ်ကျွန်တော်တို့အတူတူလက်တွဲလုပ်ကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့ယူကရိန်းကိုကူညီနေသူတွေနဲ့ယူကရိန်းဘက်ကရပ်တည်နေကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ် Glory to Ukraine လို့ပြောကြားတော့ပါတယ်ခင်ဗျာအခုလိုယူကရိန်းသမ္မတဇလန်စကီရဲ့အောင်ပွဲခံမိန့်ခွန်းဟာအမှန်တရားအတွက်ကျူးကျော်စစ်ကိုတိုက်ပွဲဝင်နေတဲ့ယူကရိန်းပြည်သူပြည်သားတွေအတွက်တကယ်ကိုပဲနှစ်ထောင်အားရစရာကျေနပ်ပီတိဖြစ်ခဲ့ရပြီးမှတ်တမ်းဝင်ခဲ့ပါတော့တယ်ကျွန်တော်တို့ယူကရိန်းရဲ့ Operation Spiderweb ပင်ကူမြင်စစ်စင်ရေးဘလို့ဆင်နွှဲတိုက်ခိုက်ခဲ့ကြတယ်လဲဆိုတာကိုဆက်သွားလိုက်ရအောင်ဗျာဂျွန်လ1ရက်နေ့မနက်ပိုင်းအချိန်လေးတစ်ခုမှာတော့ကဘာကိုအံ့အားသင့်စေမဲ့စစ်စင်ရေးကြီးတစ်ခုကို Ukraine Security Service SBU ကနေဦးဆောင်ပြီးစတင်ခဲ့ပါတော့တယ်ခင်ဗျာယူကရိန်းကအသုံးပြုခဲ့တဲ့ First Person View လို့ခေါ်တဲ့ FPV drone များကိုရုရှားနယ်မြေတွေကိုခိုးသွင်းလာခဲ့ကြပြီးအဆိုပါ drone များကိုရွှေ့ပြောင်းနိုင်သောတစ်သားဘုံများထဲတွင်ထည့်သွင်းထားရှိပြီးကွန်တိန်နာကြီးများထဲတွင်ဖွက်ထားခဲ့ကြပါတယ်၎င်းတို့၏အမိုးများကိုအဝေးထိန်းစနစ်ဖြင့်အလိုလျောက်ဖွင့်နိုင်ရန်စီမံထားရှိခဲ့ကြပါတယ်အဆိုပါကွန်တိန်နာကြီးများကိုရုရှားနယ်မြေထဲရှိလေတပ်အခြေစိုက်စခန်းတည်ရှိရာအနီးနားတစ်ဝိုက်တွင်ထားရှိခဲ့ကြပြီးစစ်စင်ရေးကြီးကိုဆင်နွှဲခဲ့ကြခြင်းပဲဖြစ်ပါတယ်ပထမဆုံးကွန်တိန်နာများ၏အမိုးများကိုအဝေးထိန်းစနစ်ဖြင့်ဖွင့်လှစ်ပြီး drone 118စီးကို drone မောင်းသူတဦးက drone တစ်စင်းစီကိုအဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်ခဲ့ကြပါတယ် drone များသည်ဆက်သွယ်ရေးအချက်ပြမှုပြတ်တောက်သွားခဲ့ပါကကြိုတင်သတ်မှတ်ထားသောလမ်းကြောင်းအတိုင်းဉာဏ်ရည်တုစနစ် AI ဖြင့်ဆက်လက်မောင်းနှင်လဲပတ်နိုင်ပါတယ်ယူကရိန်းရဲ့ drone များဟာ South Eastern Serbia အရရှိကွန်တိန်နာများထဲမှပြန်ထွက်လာခဲ့ကြပြီးမိုင်2900ကျော်ရှည်လျားတဲ့ long range ကိုဖြတ်သန်းခဲ့ပြီးရုရှားနိုင်ငံရဲ့နယ်မြေတွေက air base လေတပ်စခန်းစီသို့ဥတီပြန်တန်းလာခဲ့ကြပါတော့တယ်ခင်ဗျာတက်ခဲ့တဲ့ပြစ်မှတ်ကိုအသေးချာခြိတက်လာခဲ့ကြသော FPV drone အုပ်စုဟာလေတပ်အခြေစိုက်စခန်းပြစ်မှတ်၄ခုစီသို့ဥတီတိုက်ခိုက်ခဲ့ကြပါတယ်
ဒရုန်းများသည်သူတို့၏ပြစ်မှတ်အသီးသီးကိုရောက်ရှိခဲ့ကြပြီးနောက်လေယာဉ်အစီး40ကျော်ကိုပြင်းထန်စွာဖောက်ခွဲဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ကြပါတယ်ပျက်စီးဆုံးရှုံးသွားသောလေယာဉ်များထဲတွင်ရုရှား၏မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်များဖြစ်သည့် TU-95 TU-22M3 TU-160 တို့ပါဝင်ခဲ့ကြပြီး A-50 လေကြောင်းစောင့်ကြည့်လေယာဉ်များလည်းပေါက်ကွဲပျက်စီးခဲ့ကြရပါတယ်အဆိုပါလေယာဉ်တစ်စီးတန်ဖိုးသည်ဒေါ်လာတန်း300ကျော်တန်ဖိုးရှိသည်ကိုလည်းသိရှိရပါတယ်တိုက်ခိုက်မှုပုံစံအနေဖြင့်လေယာဉ်များ၏အားနည်းချက်များဖြစ်သောလောင်စာတိုင်ကီများနှင့်အင်ဂျင်များကိုတိကျစွာပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါသည်အချို့လေယာဉ်များသည်ခရုစ်ဒုံးကျည်များတပ်ဆင်ထားခြင်းကြောင့်သော၎င်းလောင်စာတိုင်ကီများတွင်လောင်စာဆီများရှိနေသဖြင့်ပောက်ကွဲမှုများပုံမပြင်းထန်ခဲ့ရပါတယ်အဆိုပါစစ်စင်ရေးပြုလုပ်ခဲ့ပြီးနောက်စစ်စင်ရေးတွင်ပါဝင်ခဲ့သူများကိုရုရှားနယ်မြေထဲမှလုံခြုံစွာပြန်လည်ထုတ်ယူနိုင်ခဲ့သည်ဟုဇလန်စကီကဆိုခဲ့ပါတယ်ဒီစစ်စင်ရေးကိုလည်းအမေရိကန်အပါအဝင်မဟာမိတ်နိုင်ငံများကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲယူကရိန်းမှတဦးတည်းဖြင့်သာဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်စစ်စင်ရေးတိုက်ခိုက်ပြီးနောက်ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှတုံ့ပြန်မှုအရမာမက်စ်နှင့်အာကတ်ဒေတာများတွင်လေယာဉ်အချို့မီးလောင်ပျက်စီးခဲ့ကြောင်းအတည်ပြုခဲ့တော်လဲအိုင်ဗန်နိုဗိုရာဇန်နှင့်အာမာဒေတာများတွင်တိုက်ခိုက်မှုများကိုဟန်တားနိုင်ခဲ့သည်ဟုဆိုပါတယ်ရုရှားကစစ်စင်ရေးတွင်ပါဝင်သောတန်တရားရှိသူအချို့ကိုလည်းဖမ်းဆီးခဲ့သည်ဟုထုတ်ပြန်ခဲ့ပါတယ်ရုရှားဘက်မှအဆိုအရထရက်ကားမောင်းသူအချို့သည်၎င်းတို့၏ကုန်တင်ကားများထဲတွင်ဒရုန်းများရှိနေသည်ကိုမသိရှိခဲ့ပဲဒရုန်းများလွတ်တင်သည်ကိုတွေ့ရှိသောအခါကြောက်ခဲများဖြင့်ပြစ်ပေါက်ကဟန်တားရန်စ조사ခဲ့ကြသည်ကိုလည်းဖော်ပြထားခဲ့ပါတယ်ယူကရိန်း SBU ကဒရုန်းများကိုတစ်သားကွန်တိန်နာများအတွင်းဖုံးကွယ်ကာရုရှားနိုင်ငံအတွင်းသို့လျှို့ဝှက်စွာပို့ဆောင်ခဲ့ပြီးထိုကွန်တိန်နာများကိုထရက်ကားများဖြင့်လေတပ်စကန်အနီးသို့တည်ယူခဲ့ကြပါတယ်။ဤထရက်ကားများကိုမောင်းနှင်သူများသည်ယူကရိန်းထောက်လှမ်းရေးကွန်ရက်တွင်ပါဝင်ခဲ့သူများသို့မဟုတ်ဒရုန်းများ၏ရည်ရွယ်ချက်ကိုမသိရှိဘဲပုံမှန်ကုန်စည်ပို့ဆောင်ရေးအလုပ်ဖြင့်လှုပ်ဆောင်ခဲ့သူများလည်းဖြစ်နိုင်သူဖော်ပြထားခဲ့ပါတယ်။ယူကရိန်းဘက်ကထိုသူများကိုအသုံးပြုပြီးဒရုန်းများကိုလျှို့ဝှက်စွာတည်ယူပို့ဆောင်ခဲ့ပွဲရှိပြီးထရက်ကားမောင်းသူများသည်ယူကရိန်းစစ်စင်ရေးအစီအစဉ်ကိုသတိပဋ္ဌာန်းမိပဲအသုံးပြုခံရသူများလည်းဖြစ်နိုင်သည်ဟုဆိုကြပါတယ်။ဂျွန်လ4ရက်နေ့တွင်တော့ရုရှားသမ္မတပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့တနအီကြာဖုန်းဆက်သွယ်ပြောဆိုခဲ့ကြပြီးနောက်ရုရှားသမ္မတပူတင်ကအဆိုပါဒရုန်းတိုက်ခိုက်မှုချင်းတွေကြီးမားသောတိုက်ခိုက်ခြင်းဖြင့်မကြာမီအချိန်တွင်ပြန်လည်၍လက်စားချိန်ပြီးဖြစ်ကြောင်းဒေါ်နယ်ထရန့်ကိုပြောကြားခဲ့သည်လည်းသိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီတခါယူကရိန်းရဲ့ Operation Spider Web စစ်စင်ရေးနဲ့1942ခုနှစ်ကအမေရိကန်၏ဘဲလ်ဟာဘာပလက်စေကန်တိုက်ခိုက်ခံရမှုတို့ရဲ့ပျက်စီးဆုံးရှုံးမှုများကိုနှိုင်းယှဉ်ရတဲ့မြည်သည့်စစ်စင်ရေးကထိခိုက်ပျက်စီးဆုံးရှုံးမှုပုံမများပြားခဲ့တယ်လဲဆိုတော့စက်ကြည့်လိုက်အောင်ဗျာဟုတ်ကဲ့ဒီစစ်စင်ရေးနှစ်ခုမှာတော့ Operation Spider Web ရဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကယူကရိန်းရဲ့လုံခြုံရေးဌာန SBU ရဲ့ဖော်ပြချက်အရရုရှား၏ဗျူဟာမြောက်ခရုစ်ဒုံးကျည်တင်ဆောင်နိုင်သည့်လေယာဉ်များ၏34ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးနိုင်ခဲ့သည်ကိုသိရှိရပါတယ်ထိုလေယာဉ်များထဲတွင်ဗျူဟာမြောက်ဘုံကျဲလေယာဉ်များလေကြောင်းစောင့်ကြည့်ရေးလေယာဉ်များအပါအဝင်လေယာဉ်အစီး40ကျော်ခန့်ဖျက်ဆီးနိုင်ခဲ့ကြပါတယ်ဒါကြောင့်စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ7ဘီလီယံခန့်ရှိသည်ဟုခန့်မှန်းထားကြပါတယ်မဟာဗျူဟာမြောက်တက်ရောက်မှုအနေနဲ့လည်းရုရှား၏ဝေးလံခေါင်ဖျားသောနေရာဒေသများသို့ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းသည့်နျူကလ িয়ার လက်နက်များတင်ဆောင်နိုင်သည့်လေယာဉ်များ၏ဆုံးရှုံးမှုကြောင့်ရုရှား၏လေကြောင်းစွမ်းရည်လည်းတိတိကျကျထိခိုက်ကျဆင်းခဲ့ရမှာတော့အသေးချာပဲဖြစ်ပါတယ်။ဤလေယာဉ်အများစုသည်ထုတ်လုပ်မှုရပ်ဆိုင်းထားပြီးဖြစ်တာကြောင့်အစားထိုးရန်လည်းမဖြစ်နိုင်တော့ပဲဖြစ်ပါတယ်။နီးပညာနဲ့နီးဗျူဟာပိုင်းကိုပြန်ကြည့်ရင်ယူကရိန်းသည်ဈေးပေါ်သော FPV ဒရုန်းများဒရုန်းတစ်စင်းလျင် US ဒေါ်လာ600-1000ခန့်သာကျသည့်ဒရုန်းများကိုအသုံးပြုပြီးရုရှားနိုင်ငံအတွင်းသို့လျှို့ဝှက်စွာပို့ဆောင်တာထိရောက်စွာဖြင့်တိုက်ခိုက်ခဲ့ကြပါသည်။ဤဒရုန်းများသည်ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုလည်းဖောက်ထွင်းနိုင်ခဲ့ကြပါတယ်။ကျွန်တော်တို့အခြားတစ်ဖက်မှာလည်းပလက်စေကန်တိုက်ခိုက်ခံရမှုရဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုပြန်ကြည့်ရင်ဂျပန်တို့၏တိုက်ခိုက်မှုကြောင့်အမေရိကန်စစ်သင်္ဘောများ19စီးအဓိကအဖြစ်စစ်သင်္ဘော8စီးနဲ့လေယာဉ်328စီးခန့်ပျက်စီးခဲ့ရပြီးလူပေါင်း2400ကျော်သေဆုံးခဲ့ရပါတယ်။ယနေ့ခေတ်ငွေကြေးများနဲ့ဆုံးရှုံးမှုကိုပြန်လည်တွက်ချက်ပြီးဆိုရင်5.5 ဘီလီယံတန်ဖိုးခန့်ဆုံးရှုံးခဲ့သည်ကိုသိရှိရပါတယ်။နီးပညာနဲ့နီးဗျူဟာကိုပြန်ကြည့်မယ်ဆိုရင်လည်းဂျပန်သည်လေယာဉ်တင်သင်္ဘော6စီးမှလေယာဉ်ပေါင်း350ကျော်ကိုအသုံးပြုပြီးအံ့အားသင့်စရာတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ဤတိုက်ခိုက်မှုကြောင့်လေကြောင်းစစ်စင်ရေးအရေးပါမှုကိုလည်းပြသခဲ့ကြပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ဒီစစ်စင်ရေးနှစ်ခုရဲ့ငွေကြေးဆိုင်ရာဆုံးရှုံးမှုတန်ဖိုးကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်
Operation Spider Web ရဲ့ဆုံးရှုံးမှုတန်ဖိုးက$7 billion ဖြစ်ပြီး Plastic ကန်ဆုံးရှုံးမှုတန်ဖိုးက$5.5 billion ဖြစ်ပါတယ်။ဒါကြောင့်ယနေ့ခေတ်ကမ္ဘာတွင်စစ်စင်ရေးများတဲ့တွင်တော့တနေ့တည်းနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးကတော့ Operation Spider Web စစ်စင်ရေးပဲဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီတစ်ပတ်တင်ဆက်သွားတယ်ယူကရိန်းရဲ့ Operation Spider Web ပင်ကူမင်း drone စစ်စင်ရေးအကြောင်းနဲ့အချက်လက်များကိုပြည်သက်ကြီးလဲနှစ်သက်သဘောကျလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ next YouTube channel ကိုအားပေးနေပြည်သက်ကြီးအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ။ Thank you for watching. Please like and do subscribe. Thank you. See you again.